မျက်စိကိုအားကောင်းစေတဲ့ဝတ်သားပဲပင်ပေါက်ကျော်ဖုန်းကြည့်တာရမ်းများလို့မျက်ရည်တွေကိုက်နေပြီဆိုရင်ဒီလိုမျိုးကျန်းမာရေးဟင်းလျာလေးကိုချက်စားကြည့်ပါပဲပင်ပေါက်မှာမျက်စိကိုအာဟာရဖြစ်စေတဲ့တက်တုတက်တွေအများကြီးပါဝင်လို့မျက်လုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်အရင်ဆုံးအရသာရှိတဲ့ပဲပင်ပေါက်ကျော်လေးဖြစ်ဖို့အတွက်ဝါစီအနှဲငယ်ကိုအိုးထဲထည့်ပြီးတော့အပူပေးလိုက်ပါအစီလေးတွေစိမ့်ထွက်လာပြီဆိုရင်တော့အသားနည်းနည်းကိုပါထည့်ကြော်ပြီးတော့ခရူစီဘဲငယ်များရီကြက်သားမုံစတဲ့မိမိနှစ်သက်ရာအရသာလေးတွေကိုရောပြီးတော့ထည့်ပေးရပါမယ်အနံလေးကိုပုံမွေးသွားအောင်လို့ကြက်သွန်ပြူထည့်ပေးဖို့လည်းမမေ့ပါနဲ့နော်ပြီးရင်တော့ဟင်းတစ်ခုလုံးရဲ့အဓိကအသက်ဖြစ်တဲ့ပဲပင်ပေါက်ကိုထည့်ပြီးတခြားကျန်းမာရေးစားလေးတွေဖြစ်ကြတဲ့ငရုတ်ပွားနဲ့ကြက်သွန်မိတ်တို့ကိုလည်းရောထည့်ပေးလိုက်ပါမယ်နောက်ဆုံးမှာတော့အသီးရွက်လေးတွေနွမ်းလို့ဒီလိုပုံစံလေးရလာပြီဆိုရင်တော့ဝါလိုက်တာနဲ့အရသာရှိတဲ့မျက်လုံးအားဖြည့်တဲ့ပဲပင်ပေါက်ကြော်လေးကိုရရှိပါပြီအစာလေးစီးလေးစာမလို့လူချင်းမင်းတို့လည်းအိမ်မှာတပတ်တစ်ခါလောက်တော့ဒီလိုလေးချက်စားကြည့်ကြပါဦးနော်